ုဇင်ကရဲ့အတိတ်တွေကဘောဓိမဲ့ညာရဲ့သင်္ကကြောင်းဖြစ်တဲ့ဒီတရားအတိုင်းရှင်းရင်မဲ့ညာရနိုင်တယ်အဲ့ဒါလိုအတိတ်တွေရတယ်ဒါလိုနဲ့ဒီလောကအလိုက်ဒီမကောင်းဆိုင်မကောင်းဆိုရန်လေမြတ်စွာဘုရားဒီပုဒ်တင်တရားကိုဟောတော်မူတဲ့ရှိဒါကြောင့်သံပါရေသံတရံဒါနံသဗ္ဗဒုက္ခဝိနာသနိအတ္တဓမ္မေသဘုဇင်ယေမာရသေနာပမတ္တနိဘုဇိတဝါယေတိမေတတ္တာတိဘဝမုတ်တကုတ္တမအာဇာတိမဂရာဗျာတိအမတနိဗယံကတာဧဝမာတိကုဏုပေတံအနေကကုဏသင်္ဟံဩရတေသဣမံမန္တံဘုဇင်ကင်္စာဗနာမဟိသံပါရေဘဝများစွာသံဃာကြီးတဲ့၌သံဃာဒါနံတဘဝမှတဘဝသို့ကျင်ပြီးပြေးသွား၍နေကြရကုန်သောသူရောကိုယ်ပါတတ္တဝါဟုသမျှတို့၏သဗ္ဗဒုက္ခဝိနာသနေအလုံးစုံသောဝတ္တုကကိုပယ်ပြောင်းနိုင်ကုန်ထတော်သတ္တဘုဇင်ယေဘုဇင်ခုနှစ်ပါးမြတ်တရားတို့ကိုသံသာရေသံတရံဒါနံသဗ္ဗဒုက္ခဝိနာသနေသတ္တဓမ္မေသဘုဇင်ကေမာရသေနာပမတ္တနေမာရသေနာပမတ္တနေမမိဣရိတာမဟိစိတ္တကိုနှိမ့်နှင်းနိုင်ကုန်ထသောဘုဇင်ကေသစ္စာလေးပါးတရားကိုသိတတ်သောသဗ္ဗအရဟတမေညာ၏အကြောင်းဖြစ်ကုန်သောသတ္တဓမ္မေခုနှစ်ပါးသောတရားတို့ကိုဘုဇိတဝါကောင်းမှုစွာသိကြပြီးသိကြခြင်းကြောင့်ယေဣမေတတ္တာအကျဉ်တတ္တဝါတို့သည်ဥတ္တမမူမြတ်သောပုဂ္ဂိုလ်တို့သည်ဟုတ်တော်ဖြစ်၏ယေစီမေတတ္တာတိဘဝမုတ်တကုတ္တမတိဘဝကာမရူပအရူပဟုသုံးမျိုးသောဘဝမှာဘုဒ္ဓကလွတ်မြောက်ခြင်းသို့ရောက်ကြရလေကုန်ပြီဒီတရားတွေကိုသိတော့ဘုရားယဟန္တာများဖြစ်လို့ပိစိကဗုဒ္ဓများဖြစ်လို့ဒီတမ္ပရာဝတ္တုခကလွတ်မြောက်ကြရတယ်ဒီထိုတမ္ပရာဝတ္တုကမှာလွတ်မြောက်ကြရတဲ့ဘုရားပိစိကအရိယဘာဝကတို့သည်အာဇာတုံပฏิတံတေဒီနေရာချင်းဤမရှိတတ်သောအာဇရံရွတ်တော်ယိုရင်အိုမင်းရခြင်းဤမရှိတတ်သောအာဗျာတိမကြမ်းမမာကျမ်းနာရခြင်းဤမရှိတတ်သောအမတံတရားခြင်းဤမရှိတတ်သောနိဗ္ဗာန်သို့သတ္တာအာယုံပြုသောအခြင်း၎င်းနောက်ဆုံး၌ပြိဋိဘံသံသောအခြင်း၎င်းရောက်ကြရလေကုန်ပြီအာဇာတိမဂရာဗျာတိအမတံနိဗ္ဗယံကတာဧဝမာတိကုဏုပေတံအနေကကုဏသင်္ဟံဧဝမာတိကုဏုပေတံသံဃာဝတ္တုကမှလွတ်မြောက်၍နိဗ္ဗာန်ရောက်ရခြင်းတည်းဟူသောဂုဏ်တို့နှင့်ပြည့်စုံထသောအနေကကုဏသင်္ဟံအမျိုးမျိုးသောဂုဏ်တို့ကိုသိကျုံ၍ယူနိုင်ကြသောဩတရင်စာမကျမ်းမမာသနာသူတို့အတွက်သေဝကောင်းဤဖြစ်ပေထသောမန္တန်စာမကျမ်းမမာသနာသောပုဂ္ဂိုလ်တို့အတွက်မန္တရားဤဖြစ်ပေထသောဣမံဘုဇင်ကံဤဘုဇင်မိသောတရားကိုသေဩသူတော်ကောင်းတို့မယံငါတို့သည်ပနာမရွတ်ပြကုန်တော့ဟံတရားနဲ့စဉ်းစားလိုက်ပြန်လဲမဲ့ဖို့နိဗ္ဗာန်ဒီအာယုံပြုပြီးတော့တခါလောကနဲ့စဉ်းစားလိုက်ပြန်တော့လေမကျမ်းမမာဖမ်းနာတဲ့ပုဂ္ဂိုလ်များတဲ့ဆိုလည်းပဲဒီဘုဇင်တရားဟာဟုတ်တယ်မန္တရားဆိုလည်းပဲဒီဘုဇင်တရားဟာဟုတ်တယ်ဒါကြောင့်လောကီရောဗမ္မာရာသဗ္ဗုဒ္ဓရာရောနှစ်ဖက်ရအမတန်အကျိုးများတဲ့တရားပဲလို့ဒီတော့ကမြတ်စွာဘုရားကိုယ်တော်မြတ်လက်ထက်မှာအရှင်မကတ္တဗမကျမ်းမမာဖြစ်အရှင်မကတ္တဗပိပ္ပလိလှိုင်မှာသတင်းသုံးနေတော့မကျမ်းမမာဖြစ်တော့ဘုရားရှင်ကိုယ်တော်မြတ်ကြွားပြီးတော့ဒီဘုဇင်တရားကိုဟောတော့
ခါတော့လေအရှင်မောက္ကလံမကျမ်းမမာဖြစ်ဒီစကုတ်တောင်းပေါ်မှာမကျမ်းမမာဖြစ်တော့လေမြတ်စွာဘုရားကိုတော်မြတ်ကြွားပြီးတော့ဒီပုဇင်တရားဟောတော်ဧကသမိန်သမယေနာတောမောက္ကလံနိသသတ္တဗံဣလာနေတုတိတေဒိဋ္ဌဝါပုဇင်ကေတတ္တတေတိဧကသမိန်သမယေအခါရဝ၌နာတောကိုယ်ွယ်ရာဘုန်းကြီးတို့၏တရားကြီးတို့၏အားလုံးတရားဓမ္မတို့၏ကိုယ်ွယ်ရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဣလာနေမကျမ်းမမာဌာနာကုန်၏သည်ဒုက္ခိတေဆင်းရဲဒုက္ခလို့ရောက်နေကြကုန်သောမောက္ကလနှင့်သာတဝဲတော်ရန်အရှင်မောက္ကလမတိမြတ်ကို၎င်းတတ္တပင်သာသူတင်တိရကကိုဆောင်းတော်မူနိုင်တဲ့အရှင်မာတတ္တဗမတိမြတ်ကို၎င်းဒိဋ္ဌဝါကျဉ်းဉဏ်တော်ဖြင့်မြင်တော်မူရ၍မြင်တော်မူရခြင်းကြောင့်ဤလာနေတုတ်တိတေဒိဋ္ဌဝါပုဇင်ကေတတ္တတိပိသန္တဝနာဘုရားကိုယ်တော်တိုင်ကြောက်တော်မူ၍တတ္တဘုဇင်ကေဘုဇင်ခုနှစ်ပါးမြတ်တရားတို့ကိုအတေတိဟောပြတော်မူခဲ့လေသည်လို့မြတ်စွာဘုရားကလည်းရှင်မကတ္တဗအနံကြွားပြီးတော့ကတ္တဗသင်ရဲ့မကြမ်းမမာတာပဲနဲ့ဒီတို့ယောဂရဲ့ရလားအဲ့ဒါလိုမျိုးတော့မြတ်စွာဘုရားမလျော့ပါဘူးဒီနာယောဂကတိုးနေပါတယ်အဲ့ဒါလိုဆောက်တဲ့အခါမှာမြတ်စွာဘုရားကဒီပုဇင်တရားဟောလို့ဒီမှာမောက္ကလမကျမ်းမမာတော့လေဒီလိုပဲမေးပြီးတော့ပုဇင်တရားဟောလို့ဧကတံအဘိနန္တိတဝရောဂမုဒိန်တုသင်္ကနေဧကတောအရှင်မောက္ကလအရှင်မာသတ္တဗအရှင်မြတ်တို့သည်တန်တို့ဘုရားဟောတော်မူအပ်သောပုဇင်တရားကိုအဘိနန္တိတဝါလုံးလုံးမြင်းမြင်းဝမ်းမြောက်တော်မူကြခြင်းကြောင့်အမှန်တန်ဝမ်းမြောက်သွားဒီရှင်မာသတ္တဗကဘယ်လိုဝမ်းမြောက်လိုက်ငါဒီပုဇင်တရားတွေနာရတယ်ဒီလိုကယဟန်ပြုပြီးတဲ့နောက်တရားသူရတဲ့ဥစ္စာဒီတရားတွေနဲ့ရတာပဲလို့ဒီကလေးပုဇင်တရားတွေနာရင်မိမိရဲ့ဒီပုဇင်တရားနဲ့ကျွတ်တောင်းဝင်ခဲ့တယ်လို့စဉ်းစားရင်မြတ်စွာဘုရားပုဇင်တရားလည်းပြီးရောအမှန်တန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားတော့ဒီတွေကကြီးလို့သိကြည့်တော့ဘာဖြစ်တယ်လဲသိကြောင့်ဖြစ်တဲ့ရုပ်တွေကကြီးလို့တွေးတွေကကြီးလို့အဲ့လိုဖြစ်သွားတော့ငါကိုယ်တော့ကတွေးတွေဘာတွေမကောင်းလို့ရုပ်တွေဘာတွေညှိုးနှွမ်းပြီးတော့နေတဲ့ဥစ္စာဟာစိတ်ချင်းစိတ်ကြီးလို့တွေးတွေကကြီးလို့ဒီကိုယ်လုံးကြီးလို့စိတ်ချင်းဒီယောဂကလွတ်သွားတယ်ဒီမကြမ်းမမာတဲ့ယောဂကလွတ်သွားတယ်သင်္မောက္ကလမကြမ်းမမာလို့ရုပ်ပြန်တော့လေစိတ်ချင်းပဲဒီယောဂကခုနကနီးတိုင်းလွတ်သွားတယ်ဧကာတံအဘိနန္တိတဝါရောဂမုသိမ့်သူသင်္ကနေဧကာတို့သင်္မောက္ကလရှင်မာတတ္တဗမတိမြတ်တို့သည်တန်တော်ဘုရားဟောတော်မူအပ်တဲ့ပုဇင်တရားတော်ကိုအဘိနန္တိတဝါလုံးလုံးမြင်းမြင်းမြတ်တဲ့ဝမ်းမြောက်တော်မူကြခြင်းကြောင့်သင်္ကနေပုဇင်တရားကိုကြားနာပြီးရသုခဏ၌ရောဂမကြမ်းမမာဌာနာ၏နေတဲ့ရောဂမမုသိမ့်သူလွတ်မြောက်ကြလေကုန်ပြီလွတ်မြောက်ဆိုနားပြီးတော့ခဏလေးလွတ်သွားတာမဟုတ်ဘူးသာဝလေတခါတော့ကြောက်သွားတယ်နောက်ထပ်ဒီယောဂမပေါ်လာအောင်ကြောက်သွားပါတယ်တခါတော့ဘုရားရှင်ကိုယ်တော်မြတ်ကိုယ်တော်တိုင်မကြမ်းမမာရန်ရောဧကတာဓမ္မရာဇာပိကေလင်ကျေနာပိပိလိတောဧကတာသတ္တဗ၌ဓမ္မရာဇာပိတရားမင်းဖရာတော်မှလီကေလင်ကျေနာမကြမ်းမမာဖြာနာမှုသည်ပိလိတောနှိစ္စတော်မူအပ်သည်ဖြစ်၍တရားတွေကိုလေလိုက်ပြီးတော့စဉ်းစားလိုက်တဲ့အခါမှာဒီသံရှင်မောက္ကလမတိမြတ်ကြီးတကူဣတိပတ်ကြီးလိုက်တာတကူနန္ဒောပနန္ဒနဂါမင်းတို့ထုံးမှာလို့အရှင်မဟာကတ္တဗမတိမြတ်ကြီးသီလတိတ်ကကြီးမာတော်မူလိုက်တာသိစဉ်ဥစ္စာဂရေပေါင်းများစွာတွေစွန့်ခွာပြီးတော့တောထွက်လာခဲ့ဒီလိုပုဂ္ဂိုလ်လည်းပဲမကြမ်းမမာဖြားနာတယ်နော်တို့ဒီယုံနာဒီခန္ဓာကြီးဒီယုတ်ဒီခန္ဓာကြီးကဘယ်မှာမှမကြမ်းမမာပဲဘူးလို့သိ
သိချရပါမလဲတခါဘုရားရှင်ကိုတော်မြတ်ရဲ့ရုပ်ပုံတော်ကိုဆိုလို့ရှိရင်ရုပ်ခန္ဓာကိုယ်တော်ဆိုရင်လေစိန်တုံးစိန်ခဲကြီးလို့အောက်ကျင်တိုင်းပေါက်ခွဲကျင်တိုင်းကွယ်ဖြစ်ကျင်တိုင်းဖြစ်ခတ်ကျင်တိုင်းခါမပေါက်မကွဲနိုင်တဲ့ခန္ဓာကိုယ်ကြီးပါရှင်ဒေဝဒအကြောင်းနဲ့လှိမ့်ချတုံးကတောင်မှသွေးကြည်ဥယုံနာဥတဲ့ပေါက်ကွဲမသွားပါဘူးအဲ့ဒါလောက်ခိုင်းမာတဲ့ရုပ်ခန္ဓာကိုယ်တော်မြတ်တောင်မှမကြမ်းမမာရသေးတယ်နော်အတွင်းကဓာတ်ပေါက်ပြန်လာလို့ရှိရင်မကြမ်းမမာရတယ်နော်တခါဘာဖြစ်လို့အတွင်းကဓာတ်ပေါက်ပြန်မလဲလို့ဆိုတော့အထကထာကလေဒီအရှင်မြတ်၃ပါးစလုံးဘုရားရှင်နဲ့တကွယဟန္တာအရှင်မြတ်၂ပါးစလုံးတိုးကြောင်းတွေဖြစ်နေတော့ကပြည့်ပွင့်တယ်ပြည့်ပြီးတယ်အဲ့ဒီအနန္တထဲမှာအစိတ်မကင်းတဲ့အပွင့်တွေပါဒီအနန္တနံရလို့မကြမ်းမမာကြတယ်တဲ့ဒါတော့ဘုန်းကြီးတို့ကလေအမှတ်တမဲ့နဲ့အမတန်များအေးတွေများတဲ့နေရာတို့အပွင့်အပြီးတွေများတဲ့နေရာတို့အဲ့ဒီလိုနေရာတွေဟာမကြမ်းမမာဘူးလို့ဆိုတာကုလည်းပြောကြတယ်မိမိတို့ကိုယ်တိုင်လည်းပဲစဉ်းစားစရာတတိထားစရာအမတန်ကောင်းတယ်တကယ်လို့မကြမ်းမမာဖြစ်လာတော့လေအိုးဖရာတောင်မှစိန်တုံးစိန်ခဲကြီးလောက်ခိုင်းမာတဲ့မြတ်စွာဘုရားရဲ့ရုပ်ခန္ဓာတော်တောင်မှမကြမ်းမမာရသေးတာပဲဒီရုပ်တို့ရဲ့ရုပ်ခန္ဓာဟာဘာပြောပါလောက်သေးတယ်လေလို့အဲ့လိုတွေးပြီးတော့တရားအာယုံနဲ့လေအင်မတန်ဖြေဖို့ကောင်းတယ်ဧကတာဓမ္မရာဇာပိကေတိညေနာပိပိရိတောသုန္ဒထေရေနာတံယေဝပနပိတဝါနာပါတရံဧကတာအခါတဘာ၌ဓမ္မရာဇာပိသုံးလူထောတသဗ္ဗညုမင်းဖျားသောမာလီကေလေညေနာမကြမ်းမမာအဖျားနာမှုသည်ပိရိတောနှိစ္စတော်မူသည်ဖြစ်၍သုန္ဒထေရေနာအချင်းသုန္ဒမတိမြတ်ကိုတန်ယေဝပုဇင်ကံတို့ပုဇင်ခုနှစ်ပါးမြတ်တရားကိုပင်သာတရံလေးလေးစားစားပနာပိတဝါနာရုပ်ပြစေသည်၍သုန္ဒငါဖယားမကြမ်းမမာဘူးအသင်ရဲ့ဉာဏ်ထဲမှာပုဇင်တရားတွေသင်ပါစေလို့မြတ်စွာဘုရားကတိုက်တွန်းတော်မူတယ်အဲဒီတော့မှအချင်းသုန္ဒကဘုရားရှင်ကိုယ်တော်မြတ်အနန္တလာပြီးတော့ဘုရားဟောတော်မူတဲ့အတိုင်းတတိမေပန္တိပုဇင်ကဘဂဝတာသမတေခတာဘာဝိတာဘဟုလိကတာအဘိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တံတိလို့အဲ့ဒါလိုဘုရားဟောတော်မူတဲ့တိုင်ဝိဇင်ခုနှစ်ပါးသုံးအောင်ရုပ်ပြီးတော့လျှောက်တန်ယေဝပုဇင်ကထိုပုဇင်ခုနှစ်ပါးမြတ်တရားကိုပင်သုန္ဒထေရေနာအရှင်သုန္ဒမတိကိုသာတရံလေးလေးစားစားပနာပေတောအနာမိမြတ်စွာဘုရားရဲ့အနိဗ္ဗာန်၌ဟောရတော်မူစေပြီပေတောင်မောတိတဝါနာဘုရားရှင်ကိုယ်တော်မြတ်ကသာဓုသာဓုဟုခေါ်တော်မူလျက်လွန်စွာဝမ်းမြောက်တော်မူခြင်းကြောင့်ဓမ္မာအာဘာဒာတို့မကြမ်းမမာဖြားနာခြင်းဖြစ်တဲ့ယောဂမှာဌာနာသောတခဏချင်းအပြင်ဥထာသည်ထမြောက်လို့ကင်းတော်မူခဲ့လေပြီတဲ့မြတ်စွာဘုရားလည်းလေဘုဇင်တရားနာထောင်ပြီးတော့နေရှင်သုံးသာကရောဘုရားရှင်ကိုယ်တော်မြတ်ကကိုယ်တော်တိုင်းသိပြီးသားတရားနာထောင်လို့စိတ်တွေလေအမတန်ကြီးပြီးတော့ခေါင်းကလို့သွေးသားတွေကြီးပြီးတခဏချင်းပဲဒီမကြမ်းမမာမှုမှာထမြောက်လို့ကင်းတော်မူတယ်ဒါကြောင့်ဒီဘုဇင်တရားဟာဩသတင်္စစိတ်မျိုးလီဖြစ်တာသောမန္တန်စမန္တရာလီဖြစ်တာသောဘုဇင်ကံဘုဇင်တရားကိုဗနာမရွတ်ကြကုန်စို့လို့တေကမခိမြတ်တွေကလေသာလာပေလာအတိုင်းအမွန်းတင်ပြီးတော့ဘုဇင်ပရိတ်မုံလို့အမွန်းတင်ထားတယ်ဒါကြောင့်ဒီဘုဇင်တရားကိုဒီရှင်မဟာကတ္တဗဘုရားရှင်ကိုယ်တော်မြတ်ကဟောတဲ့အတိုင်းဟောတယ်လို့မြတ်စွာဘုရားကိုယ်တော်ကဥပဒကတယောက်ကိုဆိုလို့ရှိရင်ဒီတိုင်းပဲခေါ်ပြီးတကားလားဟောတော်မူမှာဒီတော့ဥပဒကဆိုတဲ့နာမည်တာပြီးတော့ဒီဘုဇင်တရားကိုရွတ်ကြစို့ဗတိမေဥပဒကဘုဇင်ကဘဂဝတာသမ္မာဒေခတာဘာဝိတာဘဟုလိကတာ
အဘိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တန္တိဥပါဒကယရဏ300ကိုမပြတ်မလတ်သိကမြတ်တို့အာကိုလေးကြည်သောဒါယကဘဂဝတာမြတ်စွာဘုရားသည်သမ္မာသမ္မာရွှေဉာဏ်တော်ဖြင့်ပိုင်းဖြာ၍အကောင်းမြတ်ဆုံးတရားလျောင်းအခါတာဘုန်းကြီးတို့အတွက်ဒါယကတို့အတွက်ဟောပြတော်မူအပ်ကုန်သောဗတ္တအရေးအတွက်အပြင်9ပါးအကုန်သောဤမေဘုဇင်ကဤဘုဇင်တရားတို့သည်ဘာဝိတာဘုန်းကြီးတို့သံတန်ဒါယကတို့သံတန်၌ဖြစ်စေအပ်ကုန်သည်ရှိသောဘဟုလီကတာအကျဉ်းပန်းများစွာအလေလားပြုအပ်ကုန်သည်ရှိသောအဘိညာယဒုက္ခဟူသည်မြသေဘုမကယုံနာဟူသည်မြကိုအနေစာဒုက္ခအနတ္တဟုစူးစူးဆိုင်ဆိုင်ရှုဆင်ခြင်းတတ်သောဝိပဿနာဉာဏ်အကျိုးငါသံဘောဓာယဝိပဿနာမှတည့်၍အထက်မဲ့ဉာဏ်အကျိုးငါသံဘောဓာယဝိပဿနာမှတည့်၍သစ္စာလေးပါးကိုနှစ်ကာသိမြင်တတ်သောမဲ့ဉာဏ်အကျိုးငါနိဗ္ဗာနာယဒုက္ခခသိအင်းဉာဏ်မှန်အေနိဗ္ဗာန်အကျိုးငါသံဝတ္တန္တိစင်စေကအမှန်ပင်ဖြစ်ကြပါပြီကုန်၏ဒီဘုဇင်တရားတွေလေငါတောင်းပြီးတော့နေရလို့ကုသိုလ်ရတာကတော့မှန်ပါတယ်ဒါပေမဲ့ဘာဝိတာဘုန်းကြီးတို့သံတန်ဒါယကတို့သံတန်၌ဖြစ်စေအကုန်ဒီရှိတော်လို့ဆိုတော့ဒီဘုဇင်တရားကကိုယ်သံတန်ကိုယ်စိတ်ထဲမှာဖြစ်လာရမှာနားတောင်းပြီးတော့နားနေုံနဲ့မကဘူးဒီဘုဇင်တရားကိုယ်တဏ္ဍာဖြစ်နေရဘဟုလီကတာအကျဉ်းပန်းများစွာအလေလားပြုအပ်ကုန်သည်ရှိတော်တကြိမ်တည်း3-4ကြိမ်တည်းတလုံးမဟုတ်ဘူးဟိုမနေ့စောစောလဲဒီတရားနှလုံးသွင်းလို့ကိုယ်တဏ္ဍာဘုဇင်တရားတွေဖြစ်မနေ့စောစောကနေကလေးပါလေးထွက်လာတော့လေကိုဘာသာကိုအေးကလေးဘုဇင်တရားနှလုံးသွင်းလို့တရားတစ်မျိုးနှလုံးသွင်းလို့ဘုဇင်တရားကိုသဏ္ဍာန်ဖြစ်လို့နှစ်ဖက်ကြီးလေးပါလေးသံပြုတ်ကလေးတောက်ပြီးတော့နည်းနည်းပါပါကလေးလမ်းကလေးပါလေးလျှောက်ရင်းလေဒီဘုဇင်တရားတွေကိုသဏ္ဍာန်ဖြစ်လို့အဲ့ဒါလို့အချိန်ပေါင်းများစွာအချိန်များစွာရက်များစွာလများစွာနှစ်များစွာဘဂုလီကတာအချင်းဖမ်းများစွာလေလားပြုအပ်ကုန်သည်ရှိသောအဘိညာယယုံနာခန္ဓာတို့အပေါ်၌အနေစာဒုက္ခအနတ္တဝိပဿနာတင်၍သုံးသပ်တတ်တဲ့ဝိပဿနာဉာဏ်အကျိုးငါအဘိညာယအထူးထူးထွေထွေသိမြင်တတ်တဲ့ဝိပဿနာဉာဏ်အကျိုးငါသံဘောဓာယဝိပဿနာမှတည့်၍သစ္စာလေးပါးကိုပိုင်းနိုင်ပြီးမြင်တတ်တဲ့မဉ္ဇဉ်အကျိုးငါနိဗ္ဗာနာယမဲ့ဖို့ကိုရပြီးဖြစ်၍ယုံနာခသိအင်းကြီးရာမှန်အေးနိဗ္ဗာန်အကျိုးငါလို့အဲ့ဒါလို့ကိုယ်တဏ္ဍာဖြစ်တော့အချိန်များစွာအချိန်မောင်းများစွာဒီဘုဇင်တရားကိုယ်တဏ္ဍာဖြစ်လို့အဲ့ဒါလို့နေပြီဆိုလို့ရှိရင်နောက်ဆုံးနိဗ္ဗာန်ဟာမိမိဉာဏ်တဲ့ပေါ်လာမှာပဲဒီယုံနာခန္ဓာအဆုံးသတ်သုတိစိတ်ကြလို့ရှိရင်ပြိဋိဘံဖြစ်ရမှာပဲပြီးတော့ဒီဘုဇင်တရားကိုကိုယ်တဏ္ဍာဘယ်လိုနည်းနဲ့ပေါ်လာအောင်လုပ်ရမှာပါလေလို့တစ်ခါစဉ်းစားရအားလုံးဟောနေကြပြောနေကြအနိစ္စဒုက္ခအနတ္တတစ်မျိုးမျိုးစိုက်ပြီးတော့ကျူးစားရတယ်ကျူးစားတော့ခေါင်းကပြောတဲ့ဘုဇင်တရားပေါ်လာလေနိရုဒ္ဓတိတသင်္ခါရပိစုပန္နာသပိစရေအနာဂတပိစိတန္တိသဗ္ဗေပိဘာဟိတပကအတိတသင်္ခါရရှိဘဝရှိကာလကဖြစ်ကြလေညာယုံနံသင်္ခါရတရားတို့သည်နိရုဒ္ဓငါဤတန်တံအပေါင်းပံဖြင့်မှန်ပြပြုံကုန်ဆုံးကြလေကုန်ပြီသစ္စုပ္ပန္နသာယခုလက်ငင်းပပင်တွေ့ကြုံအပုံပွားယုံနံသင်္ခါရတရားတို့သည်
ဒေသံဒီနှံဩကင်းတဲ့နှံတွေကျက်တို့ရုတ်တရက်အနေချုပ်ပြည့်နေကြလေကုန်၏ နာဂတနောက်ဘဝနောက်ကာလ၌ဖြစ်ကြရန်သင်အစဉ်စဉ်ဘွားယုံနံသင်္ခါရတရားတို့သည်ပိစိတ်တန်ဒီသည်ဗုဒ္ဓေကာသည်ပဲ့နေဧကံပင်ချုပ်ပြကြလေကုန်လက်တံသဗ္ဗေပိယခုရှိနောက်ငါထံရောက်လျက်ထုတ်ပြောက်ပြဲပြုံးယုံနံအလုံးတို့သည်ပင်ပါဠိတပကာကြောက်ွယ်ယွန့်စရာမလွန့်သာလျက်ဆွန့်ခွာခဲ့ဖို့သက်သက်ဆွေးပွဲဩဘေးအသွဲသွဲတို့ပါတကားဒီဘုဇင်တရားပွားများဖို့ကောင်းတာကအဲဒီလိုဝိပဿနာအခြေခံပြီးတော့ပွားများရတခါဝိပဿနာအခြေခံတဲ့ရှင်းသားကဘာအရေးကြီးပြန်တုံးလို့ဆိုတော့သီလအရေးကြီးပြန်မြတ်စွာဘုရားကသမုဒ္ဒရာတွေကနဂါးတွေဟာဘုံမိမ့်မှန်နဲ့မနေရတဲ့သမုဒ္ဒရာတွေကနဂါးတွေဟာဝိပွာလာပြီဆိုလို့ရှိရင်ဟိမွန်တာမြင့်မို့တောင်ရဲ့အနိယပမှာဟိမွန်တာရဲ့အနိယပမှာသူတို့မွေးပွားကြအဲ့ဒီမှာပဲနဂါးကလေးတွေတဖြည်းဖြည်းကြီးအောင်သူတို့စောင့်ကြောက်ပြီးတော့တော်ကြတော့ဒီနဂါးကလေးတွေဟာအိမ်ကလေးတွေဖို့ကြအိမ်ကလေးကအိမ်ကြီးကဖို့ကြအိမ်ကြီးကမြစ်ကလေးတွေပို့ကြမြစ်ကလေးတွေကမြစ်ကြီးပို့မြစ်ကြီးကမှသမုဒ္ဒရာဆင်းပြီးတော့သူတို့မြူးကြပြောကြနေကြတယ်အဲ့ဒါလိုပဲတဲ့ပထမဆုံးသီလပြီးတော့သီလကမှဒီဘုဇင်တရားတွေပွားပြီးတော့နိဗ္ဗာန်တည်ဖို့တော့သမုဒ္ဒရာရောက်ကြရမှာတဲ့ပြီးတော့သီလထိမ့်ဖို့လေအမှန်တန်ကောင်းတခါသီလထိမ့်ပြီးတော့ဘုန်းကြီးတို့ဆေးစားတဲ့အခါမှာယောဂအမြင့်ပြအောင်ဟဲ့လို့ဆေးစားတဲ့အခါမှာဆရာကဘယ်လိုလေကောင်းနေသနဲ့ဘယ်လိုနေရာနေပြီးတော့ဘယ်လိုအစားတွေကြောက်ပြီးတော့ဘယ်လိုစားပါနဲ့အဲ့ဒါလိုညွှန်ပြရတယ်လို့ဘုရားရှင်ကိုတော်မြတ်ကသီလထိန်ပြီးတော့အဲ့ဒါလိုစလိုက်တဲ့အခါမှာသီလဘယ်လိုနေရာထိန်ရဘာကောင်းတာကတော်ရိပ်တောင်းရိပ်ကလေးနဲ့တော်ကြောင်တောင်ကြောင်ကလေးနဲ့ကမ္မထံကြောင်ကလေးနဲ့အဲ့လိုနေပြီးတော့ကမ္မထံကြောင့်ပတ်ဝန်းကျင်သစ်ပင်တွေနဲ့ဒီလိုနေရာမှာသီလတွေရှိသမျှသီလတွေအကုန်လုံးထိန်အဲ့လိုအခြေခံပြီးတော့မှသီလစင်ကြယ်လိုက်တာနာတကယ်ရက်ပေါင်းဘယ်လောက်ရပြီသီလစင်ကြယ်လိုက်တာစိတ်နဲ့စက်တဲ့သီလတောင်မှမပြောက်ဘူးစိတ်ကိုတန့်ရှင်းလို့ပါဏာတိပါဒဆိုလို့ရှိရင်သူ့အသက်သတ်ဖို့ဝေးလို့မေတ္တာနဲ့နေတာမို့လို့သူ့သွားစိတ်တောင်မဆိုးဘူးဒေါသတောင်မထွက်ဘူးအာဒိဏဒါနသုဇာကိုယူဖို့ဝေးလို့သုဇာယူခြင်းနဲ့စိတ်တောင်မဖြစ်ဘူးလောဘတောင်မဖြစ်ဘူးမှန်မယ်အဲ့လိုသီလကလည်းစင်ကြယ်လိုက်တာလေသူ့ကိုယ်သူဝမ်းမြောက်ဝမ်းသာဖြစ်လို့ခုနကနဂါးကလေးတွေကြီးလာသလိုစိတ်တရားကြီးပြီးတော့ထွားလာအဲ့ဒီအခါမှာဆရာသမားနဲ့နှီးနှောပြီးတော့ဆရာသမားကနိရုဒ္ဓတိတသင်္ခါရပစ္စုပန္နာသဗိဇရေအတိတသင်္ခါရရှိဘဝရှိကာလ၌ဖြစ်ကြလေညာယုံနံသင်္ခါရတရားတို့သည်နိရုဒ္ဓငါဤတန်တံအဖန်ပံပြင်းမမပြည့်ပြုံးကုန်ဆုံးခဲ့ကြလေကုန်ပြီကြောက်ပြီးတော့ကိုအကုန်လုံးမသိပေမဲ့အနမတေကသံတရာဟူဘဝဘုံမြတ်စွာကဟူဘဝကငါရဲ့ရုပ်ငါရဲ့စိတ်တွေဆိုတဲ့နံတရားတွေမှရှာမရအောင်ဘဝအနမတေကသံတရာကချုပ်ခဲ့ဆုံးခဲ့ပြက်ခဲ့လာပြီခုမှဒီခန္ဓာကလေးအဟုတ်လုပ်ပြီးတော့တကယ်နှစ်သက်နဲ့စောင်းကြောက်နေလိုက်တာစောင်းကြောက်လို့မရနိုင်လို့ဘဝပေါင်းများစွာကဒီယုံနံတွေကချုပ်ခဲ့လာပြီတခါဒီဘဝမှာအမိဝမ်းတဲ့ကဆွဲပြီးတော့လာဒီကစပြီးတော့မိဘဘိုးဘွားတွေကစောင့်ကြောက်လို့ဒီအချိန်နေရောက်လာတဲ့သိုးပေမဲ့လို့သူ့အရွယ်နဲ့သူ့အချိန်နဲ့ရုပ်ကလေးတွေအဟောင်းတွေကပြက်လို့ကံကမကုံသေးလို့အသေးကလေးကဖြစ်လို့တခါအသေးဖြစ်သမျှပဲပြက်လို့ကံမကုံသေးလို့ထဖြစ်လို့အစာအာဟာရတွေစားလို့စားတဲ့ရုပ်ကလေးတွေဖြစ်လို့ဥဒုအငွေတွေကတွေ့လို့ဥဒုစရုပ်ကလေးတွေဖြစ်လို့စိတ်ကကြည့်လို့စိတ်ဒုစရုပ်ကလေးတွေဖြစ်လို့အသေးကံအခြေခံပြီးတော့ရုပ်သစ်ကလေးတွေထပ်ပြက်နဲ့တ
လိုနဲ့လာခဲ့တဲ့ဥစ္စာနောက်ထပ်ဖြစ်တဲ့ယုတ်ကအရင်ဖြစ်တာလောက်ကံကမစွမ်းတော့ယုတ်ကလေးတွေကနဲ့ကလေးရင်လာရကလူကြီးဖြစ်သွားနဲ့ကလေးရင်လူကြီးဖြစ်ရကကံအချိန်ကညံ့သွားတော့တဖြည်းဖြည်းအိုးပြီးတော့လူအိုဖြစ်လာလူအိုကလေးကလူအိုကြီးဖြစ်ပြီးတော့လာငါရဲ့ယုံနံတွေဟာလွန်ခဲ့တဲ့အချိန်တွေပြန်ပြီးတော့စဉ်းစားရင်အတိတ်သင်္ခါရရှေးဘဝရှေးကာလ၌ဖြစ်ကြလေညာယုံနံသင်္ခါရတရားတို့သည်နိရောဓငါဤတန်တံဖန်ဖန်ဖြင့်မှန်ပြေပြုံးကုန်ဆုံးကြလေကုန်ပြီလို့ဒါလေးတွေးဒါလေးတတိနဲ့လိုက်စိုက်တော့ဟုတ်ပြီပြက်ခက်လာပြီငါကိုငါလို့ဆိုပြီးတော့တဏှာနဲ့ဆွဲလန်းလိုက်တာဆွဲလန်းရင်ငါကဆွဲလန်းတုံဒီခန္ဓာကပြက်လိုက်ငါကဆွဲလန်းတယ်လို့ဆိုတော့ခန္ဓာကပြက်လိုက်ဒီလိုဆိုတော့တဏှာကနည်းနည်းကလေးရော့လာငါကမသိလို့ဆွဲလန်းတာသိရင်ငါဆွဲလန်းမှာဟုတ်ဒီစံဖြစ်ပုံကဘယ်လောက်ဆိုးရတော့ငါကငါကိုလို့ဆိုတော့ဒုက္ခပြက်ငါအဝိဇ္ဇာနဲ့တဏှာဖုံးလွှမ်းပြီးတော့နေလို့မို့ငါကဆွဲလန်းနေတော့ဒုက္ခပြက်တယ်ဘယ်လောက်များငါစက်ပုံရှုံးနေသလဲတတိကဆိုင်လို့နိရောဓတိတသင်္ခါရပစ္စုပ္ပန္နာသပိစရေပစ္စုပ္ပန္နာသယခုလည်းငင်းပဲပင်တွေ့ကြုံအဖုံဖုံပွားယုံနံသင်္ခါရတရားတို့သည်လီပိစရေနှံအိုကင်းတဲ့နှံတွေကျက်သူရုပ်တရဲ့အနေချုပ်ပြ၍နေကြလေကုန်၏နှံအိုကင်းပြားကြီးတဲ့မှာနှံတွေထည့်ပြီးတော့မိကောင်းနဲ့လော်တဲ့အခါမှာဖြစ်အိုးရဲ့ရှင်းနာကလည်းဖြစ်တောင်ပိုင်းကလည်းဖြစ်အနောက်ပိုင်းကလည်းဖြစ်အလယ်ပိုင်းကလည်းဖြစ်အဲ့ဒါလိုပြည့်နေလို့ဝေးငါရုပ်တရားစီဆုံးကောင်းဆုံးတကိုယ်လုံးဟာပြဲပြီးတော့နေပါလားခုကိုပြက်နေငါကငါရုပ်လို့ဆွဲနေတော့သူကငါရုပ်ဖို့ပြက်ငါကငါရုပ်လို့နှစ်သက်နေတော့မှသူကပြက်ပစ္စုပ္ပန္နာသာယခုလည်းငင်ပဲပင်တွေ့ကြုံအဖုံပွားယုံနံသင်္ခါရတရားတို့သည်လိပိစရေနှံအိုကင်းတဲ့နှံတွေကျက်သောရုပ်တရဲ့အနေချုပ်ပြ၍နေကြလေကုန်၏တတိကဆိုင်လို့ကမ္မထာကြောင့်ကမထွက်နဲ့တတိကဆိုင်ပဝန်းကျင်ကတကယ်တောရိပ်တောင်ရိပ်ကလေးနဲ့လေချင်းကလေးကအေးလို့တတိကဆိုင်လို့ပြက်တယ်တဏှာကသုတ်သွားတယ်တကူတော့အင်မတန်ဆွဲတဲ့ငါကိုလို့အတိမခံနိုင်အောင်အင်မတန်ဆွဲတဲ့ငါကိုသူများကမျက်စောင်းကလေးနဲ့ကြည့်တတ်တော့မခံနိုင်တဲ့ငါကိုကပြက်လိုက်တာလွန်ခဲ့တဲ့ဘဝတွေလွန်ခဲ့တဲ့အချိန်တွေမပြောနဲ့ခုကိုနှံအိုကင်းတဲ့ကနှမ်းတွေတစ်ဖြစ်ပြက်နေသလိုခြေဆုံးကောင်းဆုံးတကူလုံးပြက်နေတာပဲလို့တတိကဆိုင်လို့အဲ့ဒီတတိဟာကိုယ်တဏ္ဍာဖြစ်နေတာတောင်တတိတံဖို့စဉ်ဆိုတာနားနေတာမဟုတ်ကိုယ်တဏ္ဍာကိုဒီကံတတိဖြစ်လို့တရားရမယ်ဒီတတိဟာအနာဂတနောက်ဘဝနောက်ကာလ၌ဖြစ်ကြရန်သင်အဆင့်ဘဝယုံနံသင်္ခါရတရားတို့သည်လိဝိဇိတံဒီသီဗုဒ္ဓေကတိပဲနေဧကံပင်ထုတ်ပြကြလေကုန်လတံနောက်ကောခုကနောက်တနာကြီးမပြောနဲ့1မိနစ်လောက်လာတဲ့ဟာချုပ်တနာကြီးကြာမှလာမှချုပ်မှာတညလောက်ကြာမှလာမဲ့ရုပ်တွေချုပ်မှာ4-5ရက်လောက်လာမှရုပ်တွေချုပ်မှာအဖိုးကြီးဖြစ်မှရုပ်တွေချုပ်မှာကိုဘဲဘဝလူကလေးနတ်ကလေးစသည်ဖြစ်ချုပ်မှာအဲ့ဒါတွေအနာဂတနောက်ဘဝနောက်ကာလ၌ဖြစ်ကြရန်သင်အစဉ်စဉ်ဘဝယုံနံသင်္ခါရတရားတို့သည်လီဝိဇိတံဒီသီပုတ်ထေကဒီပဲနေဧကံပင်ချုပ်ပြကြလေကုန်လတံတကယ်တက်စင်မှာလို့ငါကဆွဲလန်းလိုက်တယ်ငါကတဏှာနဲ့ငါကိုနဲ့အဝိဇ္ဇာဖုံးလွှမ်းတာလို့နားမလဲလို့အဝိဇ္ဇာကြောင့်နားမလဲလို့ငါကငါကိုနဲ့ဆွဲလန်းနေတယ်ငါဆွဲလန်းညာကငါကိုနဲ့တတ်တဲ့တန်ရောစင်တွေပေါက်ဖွားပြီးတော့အများကြီးတဏှာကျဲသွားငါကိုနဲ့စပ်ပြီးတကလားတန်ရောစင်တွေပေါက်ဖွား၍တဏှာကျဲပွားယုံနေမကဘူးအဲ့ဒီတန်ရောစင်တွေအားလုံးအတွက်ဆိုပြီးတော့စီဝဥစ္စာတွေရှားပြီးတော့ဟုတ်တာရောမဟုတ်တာရောအားလုံးဒုက္ခတွေကျဲသွားသိထိုးတာပါလားငါကိုလို့လက်ဆိုတဲ့ဒုက္ခလည်းချက်ချင်းပြက်နေတယ်
ငါကငါကိုလို့သွေးလန်းတုံသူကပြည့်ရဲ့ငါနဲ့တက်စင်မှားလိုက်တာအဖက်ဖက်ကငါကျုံနေပါလားနိရုဒ္ဓာတိတသင်္ခါရပစ္စုပ္ပန္နာသဘိဇရေအနာဂတာဘိဇိတံဒီသဗ္ဗေပိဘာယိတဗကာလို့ကမ္မထမ်းကြောင့်နဲ့ဒီတတိထားပြီးတော့ဒီတရားနှလုံးသွင်းလို့တတိနဲ့တိုင်းပြီးတော့နေတာကိုတတိသံဃောစဉ်ကိုခောဥပဒကဘဂဝတာသမ္မာတေခာတောဘာဝီတောပုလိကတောအဘိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တိဥပဒကယရဏ300ကိုမပြတ်မလားသိကမြန်တို့အာကိုလေကြည်သောဒါယကဘဂဝတာမြတ်စွာဘုရားသည်သမ္မာကျွေးဉဏ်တော်ဖြင့်ပိုင်ပြ၍အကောင်းမြတ်ဆုံးတရားလျောင်းတက်ခါတော်ဘုန်းကြီးတို့အတွက်ဒါယကတို့အတွက်ဟောပြတော်မူအပ်ခဲ့သောတတိသံဃောစဉ်ကိုမိမိတန်တန်၌အာယုန်တစ်ခုခုကိုစိတ်စိုက်၍နေတတ်တဲ့တတိဟူသောသံဃောစဉ်တရားသည်ဘာဝီတော်မိမိတန်တန်၌ဖြစ်စေအပ်သည်ရှိတော်လို့ခုနကတရားနှလုံးသွင်းတဲ့တတိဖြစ်နေတာတတိသံဃောစဉ်ကိုကိုယ်တန်တန်ဖြစ်ဘဟုလီကတော်အကျင့်ပံများစွာအလေးလာပြုအပ်သည်ရှိတော်တစ်ချိန်တည်းမကဘူးကမ္မထမ်းကြောင့်လည်းအတားကြီးဖြစ်နေတရက်တည်းမကဘူးရက်ပေါင်းများစွာဆက်တယ်တလားတည်းမကဘူးလပေါင်းများစွာဒီတရားနဲ့နေဘဟုလီကတော်အကျင့်ပံများစွာအလေးလာပြုအပ်သည်ရှိတော်အပိညာယဒုက္ခဟူသမျှကိုအနေစာဒုက္ခအနတ္တဟုကျူးစင်ရင်တတ်တဲ့ဝိပဿနာဉာဏ်အကျိုးငါအပိညာယယုတ်တရားအနန္တရားဒုက္ခသစ္စာဟူသမျှကိုအနေစာဒုက္ခအနတ္တဟုဝိပဿနာဉာဏ်ဖြင့်ကျူတတ်တဲ့ဝိပဿနာအကျိုးငါသံဘောဓာယသစ္စာလေးပါးတရားကိုမမှားဧကံအမှန်ပိုင်နှင်းထိုး၍သိခြင်းအကျိုးငါနိဗ္ဗာန်ယယုံနာခသိအငြိယာမှန်အေနိဗ္ဗာန်အကျိုးငါသံဝတ္တိစင်စစ်ဧကံအမှန်ပင်ဖြစ်နိုင်ပါပေသတည်းအဲ့တလို့တတိနဲ့ဆိုင်ပြီးတော့နေရာကဓမ္မဝိတ္တယဆိုတဲ့ယုတ်တရားတွေသိစစ်လို့စဉ်းစားလို့ဉာဏ်နဲ့စဉ်းစားလို့ဘုရားကဟောတယ်အနိစ္စတဲ့ဟုတ်ကလားငါရဲ့ယုတ်ခါငါယုတ်ငါပြန်မေးကြည့်မယ်နင်းနိစ္စလားအနိစ္စလားငါကနင့်ကိုစွဲလန်းလိုက်ရတာငါကနင့်ကိုနှစ်သက်ခင်မင်ပြီးတကလားနေလိုက်ရတာနင့်နိစ္စလားအနိစ္စလားမြတ်စွာဘုရားကအနိစ္စလို့အမိန့်တော်ရှိတယ်သင်နိစ္စလားအနိစ္စလားလို့ဆိုတော့ယုတ်တရားကစဉ်းစားလေစဉ်းစားကြည့်ဖို့သိစစ်ကြည့်ဖို့ဘသူပြောဖို့လူသေးတယ်လေမြဲတယ်လားမမြဲဘူးလားဆိုတဲ့ဥစ္စာကိုယ့်ဘာသာကိုစဉ်းစားကြည့်ဖို့လို့ဆိုတော့ဟုတ်လိုက်တာနော်ဘဝမြတ်စွာသံဃာကဖြစ်လာတဲ့ယုတ်တရားတွေတစ်ခုကမှရှာမရဘူးအခါဒီဘဝမလဲပဲကလေးတို့ကရှိတဲ့ယုတ်တရားတွေစိတ်ကူးကြည့်တော့မှနည်းနည်းကလေးရေးကလေးမြင်ရရေးကလေးတွေးလို့ရတယ်ဟုတ်တယ်အကုန်လုံးပြက်လာတယ်အခါအဲ့ဒီလိုပြက်တဲ့ဥစ္စာဟာတပုတ်10နှစ်မှတစ်ကြိမ်ပြက်မယ်အနှစ်20ကြာမှတစ်ကြိမ်ပြက်မယ်ဒါလို့တပုတ်ဖွဲ့ပြက်တာမဟုတ်အချင်းစီတိုင်းပြက်ထက်ပြီးတော့ဖြစ်ပါရဲ့ကံအချိန်ကအခြေခံထားတာဖြစ်တော့ကံအချိန်ကညာလို့နောက်တက်ဖြစ်တော့နည်းနည်းညာသွားမတိမတာညံ့သွားပြက်ပြန်ရောက်နောက်တကံအချိန်ကြောင့်ကမ္မစရုပ်ဖြစ်ပါရဲ့မတိမတာညံ့နောက်လူကညံ့မလို့စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေကညံ့လိုက်ဥဒုရေမြေကြောင့်ဖြစ်တဲ့ရုပ်တွေကညံ့လိုက်အစာအာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေကကလေးတုန်းကလို့တန်ပြိုရွယ်ဒီလိုရုပ်မျိုးမပေါ်လာဘူးကောင်းတဲ့အစာတွေစားတာတောင်းမှမပေါ်လာဘူးဘာဖြစ်လို့အခြေခံကံကညံ့လိုက်တော့ဟုတ်ပြီအချိန်ကြည့်တဲ့ပြက်တာပဲလို့ဓမ္မဝိတ္တယဆိုတဲ့ဉာဏ်နဲ့စဉ်းစားကြည့်တော့သိကြတယ်ကိုသိကြတယ်သူများပြောတာမဟုတ်ဘုရားဟောလို့အနိစ္စမဟုတ်ဘူးဘုရားဟောလို့အနိစ္စမှန်သိရငကိုအနိစ္စဒီအနိစ္စတရားတွေတို့ဆွဲလန်းနေတဲ့ဥစ္စာကဘာပေါင်းများစွာကဆွဲလန်းလာခဲ့တာမှားလိုက်တာတက်စင်မှားတာပဲဉာဏ်ကလေဓမ္မဝိတ္တယဆိုတဲ့ဉာဏ်ကစဉ်းစားလိုက်တာအ
ချိန်ရှိတဲ့စဉ်းစားကမ္မထမ်းကြောင်းနဲ့စဉ်းစားတတိကဆိုင်ဒီတော့နေညာကတတိဆိုင်တဲ့ရုပ်တရားကိုစဉ်းစားဟုတ်ပါရဲ့အနေစာပါပဲပြည့်နေမှတော့ဘယ်ကောင်းတော့မလဲဒုက္ခမကောင်းကြီးပေါ့ဒုက္ခဆိုတာဆင်းရဲပြီးတော့နားနေတာကိုဆိုတာမဟုတ်ဘူးပြည့်နေတော့မကောင်းဆိုတဲ့ဥစ္စာကိုဒုက္ခလို့ပြောတယ်ဘယ်ကောင်းမလဲဒါပြင်အနှစ်အသားအနှစ်အကောင်အထည်ကလေးရှိရင်ဘယ်ပြည့်မလဲအနှစ်အကောင်အထည်အသားအရသာဒီအစီအနှစ်ဘာမှမရှိလို့ပြည့်တယ်ဒါလို့ဆိုရင်အနတ္တပဲဘာကောင်းမှမရှိဘူးဒီရုပ်ထဲမှာဉာဏ်ကစဉ်းစားအနိစ္စကလေးသဲလွန်စရကစပြီးတော့ဉာဏ်ကစဉ်းစားလိုက်တဲ့ဒုက္ခလည်းသဘောပေါက်တယ်အတ္တမရှိကြောင်းလည်းသဘောပေါက်တယ်အနတ္တပဲဓမ္မဝိတယသံဃောစဉ်ကိုခောဥပဒကဘဂဝတာသမ္မာတေခာတောဘာဝီတောပုလီကတောအဘိညာယသံမောဒာယနိဗ္ဗာနာယသံဝတ္တိဥပဒကဤကဲ့သို့တရားတွေကိုဟောတော်မူတတ်သောမြတ်စွာဘုရားကိုအခြေခံထား၍ဤကဲ့သို့သောတရားတော်ဤကဲ့သို့သောတရားများကိုကြည့်၍အရိယာဖြစ်ပြီးသောသံဃာတော်တို့ကိုစိကမြတ်တို့အာကိုလေရှိသောတရားကဘဂဝတာမြတ်စွာဘုရားသည်သမ္မာရွှေဉာဏ်တော်ဖြင့်ပိုင်းပြ၍အကောင်းမြတ်ဆုံးတရားလျောင်းအခါတော်ဘုန်းကြီးတို့တရားကားတို့အတွက်ဟောပြတော်မူခဲ့သောဘုရားရှင်မှာတရားဟောတော်မူတဲ့အခါမှာကိုရောမြတ်ရဲ့အကျိုးတစ်ခုတည်းမှမရှိတော့ဘူးဘာမှမျှော်လင့်ကြမရှိဘဲနဲ့ဘုန်းကြီးတို့အတွက်ဟောထားခဲ့တရားကားတို့အတွက်ဟောထားခဲ့အင်မတန်မှတကယ်လက်ခံစရာကောင်းတယ်သမ္မာရွှေဉာဏ်တော်ဖြင့်ပိုင်းဖြား၍အကောင်းများဆုံးတရားလျောင်းတက်ခါတော်ဘုန်းကြီးတို့အတွက်တရားကားတို့အတွက်ဟောပြတော်မူခဲ့သောဓမ္မဝိတယသံဃောစဉ်ကိုယုတ်တရားနန္တရားတွေကိုနေဆလာအနေဆလာစသည်ဖြင့်စိစစ်တတ်တဲ့ဉာဏ်ကြီးဟုသောသံဃောစဉ်တရားသည်ဘာဝီတော်ကာယကတို့သံတန်၌ဖြစ်စေအပ်သည်ရှိသောအစင်လာပြီးတော့သိပြီးတော့နေဒါဓမ္မဝိကျသံဃောစဉ်ဖြစ်နေတာကိုယ်တန်တာဘဂုလီကတော့အကျင့်ပံများစွာအလေးလာပြုအပ်သည်ရှိသောထက်စစ်နေကြောင်စစ်တကယ်ကိုယ်အတန်တန်စစ်ပြီးတော့ပြင်ဘက်ကတစ်ပြင်သူတွေတော်တွေစစ်တစ်ပြင်လူတွေတော်တွေစစ်ပြီးတဲ့နောက်တစ်ပြင်တောတောင်ရေမြင်ရှိတဲ့ရုပ်တွေခုများအကုန်လုံးစစ်ဓမ္မဝိကျကလှမ်းပြီးတော့စစ်လိုက်တာဘဟုလီကတော့အကျင့်ပံများစွာအလေးလာပြုအပ်သည်ရှိသောအဘိညာယဒုက္ခသစ္စာဟုသမျှကိုယုံနံခန္ဓာဟုသမျှကိုယုံနှင့်ဆိုင်ရာနာနှင့်ဆိုင်ရာဟုသမျှကိုအနေစာဒုက္ခအနတ္တဟုရှုတတ်တဲ့ဝိပဿနာဉာဏ်အကျိုးငါသံဃောဒါယသစ္စာ၄ပါးတရားကိုမမှဧကံအမှန်ပိုင်နှင့်ခိုးလွင်၍သိတတ်သောမဉာဏ်အကျိုးငါနိဗ္ဗာနာယဒုက္ခခသိင်အေငြိယာမှန်အေနိဗ္ဗာန်အကျိုးငါသံဝတ္တိစင်စစ်ဧကံအမှန်ပင်ဖြစ်နိုင်ပါပေတည်းဝါဒုက္ခအမတန်ကောင်းတဲ့တရားနဲ့တွေ့နေတယ်လို့လုံးဝဝိရိယချော့ခြင်းပြီးတော့လာတတ်ပြန်ပြီးတော့လေဒီတတိနဲ့ဓမ္မဝိတယသံဃောစဉ်ဆိုတဲ့ဉာဏ်နဲ့တရားပေါ်ဆိုင်ပြီးတကားလာနေတော့မှာနောက်မထုတ်ဖဲနဲ့လုံးဝဝိရိယတိုးတက်ဖို့အရေးကြီးပြန်ဒီလုံးဝဝိရိယအကြောင်းတွေစဉ်းစားပြီးတော့ကြည့်မယ်ဆိုရင်ကိုအမောင်းနောက်မဆုံးဘူးအမတန်ကောင်းတဲ့တရားတော့မိမိဉာဏ်နဲ့ပေါ်နေပြီအနမတက်ကသံဃာကမတွေ့ဘူးတဲ့တရားတော့မိမိဉာဏ်နဲ့မှပေါ်နေပြီနောက်မဆုံးနဲ့ဘုရားရှင်ကိုရောမြတ်တော်မှာဒီတရားကိုဟောရပါမယ်အကြောင်းလေးသိချင်းနဲ့ကဘာတသိန်းပါရမီဖြည့်တော်မူခဲ့ရတယ်အမောင်ရဲ့ပါရမီဟာအမတန်ကောင်းလာလို့ဒီတရားနဲ့တွေ့ဒီသာသနာကိုတွေ့တဲ့ဥစ္စာကိုကအမောက်ပါရမီဟာအတော်ကောင်းနေပြီဒီသာသနာတွေ့ပြီးတော့ဒီတရားတွေကိုမိမိသိထဲမှာထင်လာတဲ့ဥစ္စာကိုကအမှန်အားရစရာကောင်းပြီအမောင်နောက်မစုံနဲ့တတိနဲ့စိစစ်ပြီးတော့ယုတ်တရားတွေနန္တရားတွေအိဋ္ဌလားအနိစ္စလားလို့တတိနဲ့စိုက်ပြီးတော့နေတော့မှဓမ္မဝိဇ္ဇာတန်ဖိုးစဉ်ဆိုတဲ့ဉာဏ်ပညာနဲ့စိစစ်တဲ့အာ
နောက်မဆုတ်ပါနဲ့ထပ်ပြီးတော့စီစစ်ပါတတိထပ်ပြီးတော့စိတ်လိုက်သမ်းမှာနောက်မဆုတ်ပါနဲ့ဝရိယကဝိရိယကဝိရိယဆိုတဲ့တရားကိုကဝေဒနာရဲစွမ်းတတ္တိရှိတဲ့ပုဂ္ဂိုလ်တို့ဤကံမံအလုတ်ဒီအဲ့တော့ပြော့နေနေသမားတွေကနောက်ဆုတ်တာပဲဟောလုံးလာဝရိယရှိတဲ့ပုဂ္ဂိုလ်တွေကနောက်မဆုတ်တဲ့ကခဏပဲစဉ်းစားပြီးတော့ဘုရားအကြောင်းကြည့်မိတယ်တို့မြတ်စွာဘုရားဇွဲအမတန်ကောင်းတယ်ဆရာမကြည့်လို့6နှစ်ပတ်လုံးဒုက္ခရစရိယာကျင့်သုံးကဆိုရင်လေတကောလုံး6ကတ်သွားအောင်ကျင့်6ကတ်သွားအောင်ကျင့်လို့အသားရည်တွေ6ကတ်တဲ့အချိန်ကြတော့မာနကလာတယ်သိတ္တထာအသင်တလောက်အထုတ်လို့အသင်ရဲ့အသက်ကဖြင့်1000နဲ့တစ်စိတ်ပုံကြည့်တဲ့အခါမှာ1000လောက်ကအသေးဘက်မှာရောက်နေပြီတစ်စိတ်လောက်သာအသက်ရှင်ဖို့ရှိတော့တယ်နောက်ပြန်ဆုတ်ပြီးတော့ရိုးသားသားကလေးနေပြီးတော့ကုသိုလ်ကောင်းမှုတွေအားထုတ်မယ်ဆိုရင်အပုံကြီးအချိန်ရပါသေးတယ်နောက်ဆုတ်ပါလို့မာနကတနာလေးဟန်နဲ့လာပြောတဲ့အခါမှာဘုရားရှင်ကိုတော်မြတ်ကဒီသွေးတွေသားတွေခြောက်သွားရင်သာကောင်းနေတယ်ဒီသွေးတွေသားတွေခြောက်သွားလို့ချင်းငါတရားပို့ပြီးတော့ကြည်လင်မှာပေါ့လို့ဆိုပြီးတော့နောက်မဆုတ်ဘဲနဲ့ရှေ့ကိုတိုးတက်ပြီးတော့အားထုတ်တယ်အမတန်ဇွဲကောင်းတယ်ပြင်းထန်တဲ့ဇွဲနဲ့ဘုရားရှင်ကိုတော်မြတ်ကြိုးစားလာခဲ့တယ်ဒီတော့ဘုန်းကြီးတို့တွေကကာယကတို့တွေကဘာများထိခိုက်သေးလို့လဲလုံးလာဝရိယလျှော်ပြီးတော့ပြေးလိုက်ရမှာဘာများထိခိုက်လို့ယခုကောင်းလိုက်တဲ့ဥစ္စာကတတိတန်ဖိုးစဉ်ကစိုက်နေပြီတရားကိုဓမ္မဝိသယာတန်ဖိုးစဉ်နဲ့စိစိကြည့်တဲ့အခါကျတော့သိကြတဲ့အနိစ္စဒုက္ခအနတ္တခြေတုံကဆွဲလန်းပြီးတော့နှစ်သက်နေတဲ့ဥစ္စာတွေမှားနေတယ်အမှန်တမ်းသိကြတယ်အဲ့ဒီမှားနေတဲ့အမှားတဏှာကြောင့်အဝိဇ္ဇာကြောင့်သံဃာထဲမှာတလောက်ကျင်လည်ပြီးတော့ငရဲလဲကြပေါင်းများခဲ့လာပြီတိရစ္ဆာန်လည်းဖြစ်ပေါင်းများခဲ့လာပြီပိဋကလည်းဖြစ်ပေါင်းများခဲ့လာပြီယခုတလောက်ကောင်းတဲ့အချိန်တလောက်ကောင်းတဲ့တရားနဲ့တလောက်ကောင်းတဲ့တရားတရားနဲ့တွေ့တော့မှဝရိယကြော့ပြီးတော့နောက်ဆုတ်လိုက်လို့ကြည့်ရင်ဘယ်ခါကြမှာဒီတရားကိုအရယူတော့မလဲလို့ကိုအပ်တယ်ပြီးတော့လာအောင်တတိကစိတ်ဆိုင်ဝရိယကကြိုးစားနော်စိတ်ဆိုင်ပါဓမ္မဝိဇ္ဇာကစိစေပြီးတော့တရားတွေနေသလားဒုက္ခလားဒုက္ခလားအနတ္တလားအတ္တလားသူ့ဘတင့်တယ်သလားအတုဘမတင့်တယ်သလားလို့ဓမ္မဝိဇ္ဇာသံဖို့စဉ်ဆိုတဲ့ဉာဏ်ကစဉ်းစားပြီးတော့စိစေကြည့်ဝရိယကထပ်စိစစ်ဝရိယကပฏิစိုက်ပေးပါဓမ္မဝိဇ္ဇာထပ်စိစစ်ပါဓမ္မသိကြမယ်ဒါဟာမှသူ့အထင်မှားပြီးတော့သွဲလန်းလာတဲ့တဏှာပြုတ်သွားမယ်ဒါဟာမှသူ့အထင်မှားလာတဲ့အဝိဇ္ဇာပြုတ်သွားမယ်ကျိုးစားပါဝရိယကကောင်းတယ်သတိကစိုက်လိုက်ဓမ္မဝိဇ္ဇာဆိုတဲ့ဉာဏ်ကသိစစ်လိုက်ဝရိယကထစစ်ထစိုက်ကျိုးစားလိုက်ဝိရိယတံဘုဇင်ကိုခေါ်ဥပဒကဘဂဝတာသမ္မတက္ခတောဘာဝီတောဘဟုလိကတောအဘိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တတိဥပဒကဤတရားမျိုးကိုသိရမြင်ရသည့်အတွက်ဤတရားဤအရှင်ဖြစ်တော်မူသောမြတ်စွာဘုရားကိုပို့၍သရာကြီးညိုရိုသည်မြန်တို့အာကိုလေးရှိသောဤတရားတို့ကိုဟောပြောပြသဆုံးမ၍လာခဲ့တဲ့အရိယာသံဃာဆက်ဆက်ကိုဒီအာကြီးကြေနတ်ရှိ၍ကိုယ်ွယ်စိကလျက်ရှိသောဩဒါယကဘဂဝတာမြတ်စွာဘုရားသည်သမ္မာဝိညာဉ်တော်ဖြင့်ပိုင်းဖြာ၍အကောင်းများဆုံးတရားလျောင်းတခါတော်ဘုန်းကြီးတို့အတွက်ဥပါဒကာတို့အတွက်ဟောပြတော်မူအပ်ခဲ့သောဓမ္မဝိသယသံဝိရိယသံဖို့စဉ်ကိုတတိညာရှေ့သွားရဝဲနောက်ကလိုက်၍ကြိုးစားအောင်အားပေးတတ်သောဝိရိယသံဖို့စဉ်တရားသည်ဘာဝီတော်ဒါယကတို့တဏ္ဍ၌ဖြစ်စေအပ်သည်ရှိသောဘဟုလိကတော်တနေ့တရက်တမနဲ့မကလာပေါင်းနှစ်ပေါင်းများစွာအချိန်ပန်များစွာလေးလာပြုအပ်သည်ရှိသောအဘိညာယသစ္စာ၄ပါးတရားဒုက္ခသစ္စာတရားကိုအနိစ္စဒုက္ခအနတ္တဟုအထုအပြင်ရှု၍သိမြင်တတ်တဲ့ဝိပဿနာဉာဏ်အကျိုးငါယခုကဝိပဿနာဉာဏ်ဖြစ်နေပြီဒါတဲ့စိတ်ဆိုင်ပြီးတော့ကြိုးစားနေတဲ့ဥစ္စာဝိပဿနာဉာဏ်ဖြစ်နေပြီသံဘောဓာယဝိပဿနာမှာတစ်ဆင့်တက်၍မဲ့အကျိုးငါနိဗ္ဗာန်ယဤယုံနာဤခန္ဓာနောက်ဆုံးချုပ်ငြိမ်းတဲ့အခါမှာ
တွေ့ရမယ်အနုပါရိသေသနိဗ္ဗာန်ခေါ်တဲ့နိဗ္ဗာန်အကျိုးငါသံဝတ္တိစင်စစ်ဧကအမှန်ပင်ဖြစ်နိုင်ပါပေတည်းတရားသုံးမျိုးကတဲ့အားရစရာကောင်းတယ်ပတိတကယ်ယုတ်တရားတွေပေါ်မှာစိုက်ပြီးတော့ထားလိုက်တာဝါမသွားဘူးဓမ္မဝိသယဉာဏ်ယုတ်တရားတွေအပေါ်မှာစေပြီးတော့နေလိုက်တာတကယ်သိကြအောင်လို့ဝိရိယတကယ်စစ်တဲ့ဥစ္စာဟာသိသိတတ်တတ်ဖြစ်အောင်နောက်မဆုတ်နဲ့စိုက်တဲ့ဥစ္စာဟာသွေးမြဲနေအောင်နောက်မဆုတ်နဲ့တရားသုံးမှာတပြိုင်နဲ့ဖြစ်နေတာတပြိုင်နဲ့ဖြစ်နေတာတစ်ခုပြီးတစ်ခုဖြစ်နေတာမဟုတ်တပြိုင်နဲ့ဖြစ်နေတာတဲ့အားရစရာကောင်းတယ်သိကြတယ်မြတ်စွာဘုရားဟောတော်မူတဲ့တရားဟာသိကြတယ်ဒီသုံးမျိုးအလုံးလုံးနေလို့ကြည့်ရင်တရားမရပဲနေမလားအထူးအထိုင်အဖြစ်မဟုတ်ရင်တရားမရပဲနေမလားခုနကပြောတဲ့ကမ္မထံကြောင့်တို့လို့သီလကိုအခြေခံပြီးတက္ကလငါယခုတရားအားထုတ်တဲ့ဥစ္စာနိဗ္ဗာန်ရအောင်အားထုတ်တာငါယခုတရားအားထုတ်တဲ့ဥစ္စာဟာလူယိုသေးချင်းယိုသေးရုံအားထုတ်တာမဟုတ်တကယ်နိဗ္ဗာန်အမြင်လို့အားထုတ်တာအဲ့ဒါလိုနိဗ္ဗာန်ညို့ပြီးတော့ခုနကသတိရဲ့သမာဝိရိယရဲ့ဓမ္မဝိသယခေါ်တဲ့ပညာရဲ့အဲ့ဒီသုံးပါအသုံးချပြီးတက္ကလတရားကိုကျိုးစားလိုက်ပြီဆိုရင်ဘယ်မှမရပဲနေနိုင်မလဲအဲ့ဒီလိုကျိုးစားနေလို့အတော်ကလေးအသားကြရင်ပဲနှစ်ပဲလို့ပီတိဖြစ်လာကြီးတုံးလားဒီလိုငါမဖြစ်ဘူးဒီစံတောင်းလိုက်တာမြင်လိုက်တဲ့တရားတွေတဲ့ငါညာကတော်တော်ထက်နေပါလားပီတိဖြစ်လို့နှစ်သက်လို့တော့ဝရိယလည်းခုတိတ်မတွန်းရဘူးအလုံးလုံးကငါဒီကမခွာကြပါပဲလားဒီတရားနဲ့ငါတက်ပြောပါလားနဲ့ပီတိဖြစ်လို့ဘဝများစွာသံဃာကဒီတရားမတွေ့ရလို့ငါဒုက္ခတွေဖြစ်ခဲ့တာဘဝများစွာသံဃာကဒီတရားတွေကမတွေ့ရလို့ငါတဏှာအဝိဇ္ဇာတွေနေချက်လာခဲ့တာယခုဒီတရားတွေတွေ့ပြီဘုရားရှင်ကိုတော်မြတ်နီးပေးလို့မို့ဒီတရားတွေငါတွေ့ပြီအမတန်ထူးခြားတဲ့ဘဝမျိုးထဲမှာငါအမတန်ကောင်းတဲ့တရားကိုငါလိုလူရတဲ့ဥစ္စာကောင်းပြီသွားလို့ပီတိတွေဖြစ်ပြီးတော့ခုနကတရားပုံမှာပူအထုတ်လာတယ်ပီတိတံဘုဇင်ကိုခောဥပဒကဘဂဝတာသမ္မာတေခတောဘာဝီတောဘဟုလိကတောအဘိညာယသံမောဒာယနိဗ္ဗာနာယသံဝတ္တိဥပဒကယရဏ300ကိုမပြတ်မလတ်ယုံယုံကြည်ကြည်တရားပညာတို့နှင့်တကွာသိကံမြန်တို့အာကိုလေကြည်သောဒါယကံဘဂဝတာမြတ်စွာဘုရားသည်သမ္မာအကျွေးဉာဏ်တော်ဖြင့်ပိုင်းခြား၍အကောင်းများဆုံးဖြစ်ရလေအောင်အခါတော့ဘုန်းကြီးတို့အတွက်ဒါယကတို့အတွက်ဟောပြတော်မူအပ်ခဲ့သောပီတိတံဘောဇင်ကိုမိမိတရားရဲ့ဉာဏ်ပညာရဲ့သတိရဲ့ကသိပြီးတော့စိုက်နေတယ်ပီတိကနှစ်သက်လေလေသူတို့ကစိုက်လေလေအဲ့ဒါလိုဖြစ်ပြီးတော့သိစစ်လိုက်တော့ဘဟုလီကတော့အကျင့်ပံများစွာလေးလာပြွားသည်ရှိသောအဘိညာယဒုက္ခသစ္စာအပေါ်၌ထူသောဝိပဿနာဉာဏ်ဖြင့်အနိစ္စဒုက္ခအနတ္တဟုသိမြင်ခြင်းအကျိုးကသံဘောဓာယဝိပဿနာမှတစ်ဆင့်တက်၍မက်တရားကိုရခြင်းအကျိုးကနိဗ္ဗာနာယဒုက္ခကသိအေးခြင်းရမှန်အေးနိဗ္ဗာန်အကျိုးကသံဝတ္တိစင်စစ်ဧကအမှန်ပင်ဖြစ်နိုင်ပါပေတည်းအဲ့ဒါလိုပီတိကဖြစ်လို့ကောင်းလာပြီဒီမှာဘာမှတကယ်ကျိုးစားစရာမလိုတော့ဘူးသူဟာသူအလိုက်သင့်ဝရိယကအလိုက်သင့်ဉာဏ်ကအလိုက်သင့်တတိကအလိုက်သင့်တခါတည်းဆိုင်စိတ်ကသာညှို့လိုက်တရားပေါ်စိတ်ကဆိုင်လို့ပီတိကဖြစ်လို့ပတ္တတိဆိုတဲ့ကိုယ်တွေလည်းအေးလို့ငြိမ့်အေးလို့ဒါကြောင့်ကမ္မထံအာထုရင်ကြောင်းမာလာတယ်ဆိုတဲ့ဥစ္စာဒီနည်းတစ်ခုပါလာကိုယ်တွေကလေအေးငြိမ့်လို့ဘာမှပူဇာလောင်ခြင်းမရှိစိတ်တွေကကောအေးလို့ငြိမ့်လို့အဲ့ဒီအခါမှာလူတွေကြောင်းမာတတ်တယ်တဲ့ကမ္မထံဆရာတွေဟာကမ္မထံအာထုတ်တဲ့ယောဂီတွေကဒီအချိန်မှာအမတန်ကြောင်းမာဆရာပေါ်လာတယ်အဲ့တော့သူလက်တွေဖြစ်နေပြီနောက်ဆုံးပါဆိုလို့မထုတ်ချင်ဘုညာကာရံဘဝိတ္တသာတန္တာစိတ်တသာယောဂီနောအမနုတိရတိဟောတိသမ္မာဓမ္မဝိပါဒတောဘုညာကာရံမျိုးရွာဥဒံမသုညံသဖြင့်လူတန်တိတ်ထိန်စိတ်ငြိမ်သောအကြောင်းတို့ဘဝိတ္တသာမခောဖို့ဖောမလိုပဲတကိုယ်ဒီပင်ကောက်ဝင်၍နေသောတန္တစိတ်တသာလောကီရေရာပြပါမပဲငြိမ်သက်တိမှစိတ်ကောင်းစိတ်မြတ်ရှိသော
ယောဂီနောဘာဝနာကမ္မထံကိုကျိုးပန်းအားထုတ်သောယောဂီပုဂ္ဂိုလ်ဤသမ္မာမပေါက်မပြန်ဟုတ်တိုင်းမှန်စွာဓမ္မံတေဘူးမကသင်္ခါရဟုယုံနာအစုကိုဝိပါဒတော်ဖြစ်ပုံပြည့်ဟံအချက်မှန်ကိုနေတန်သိငုကြည့်ရှုဆင်ခြင်လိုက်သည်ရှိသောအမနုတိကာမဂုဏ်ထူတတ်သည့်လူနတ်မိုးလျော်အပျော်မျိုးနှင့်မတူသောပတိဘာဝနာဖြစ်ချက်မပြည့်ရအောင်နှစ်သက်မွေလျော်ထူးခြားသောအပျော်မျိုးသည်ဟောဒီညာအဟုန်မြူမကြုံဘူးအောင်အထုအထွေဖြစ်ပေါ်၍လာတတ်ပေတည်းအဲ့ဒီအခါမှာကမ္မထံကမထွက်ခြင်းကမ္မထံကြောင့်ကမပြန့်ခြင်းဒါကြောင့်ကမ္မထံအထုတ်ပြီးဆိုလို့ရှိရင်အဲ့တလောက်အရသာပေါ်လာအောင်အထုတ်လိုက်တဲ့ပုဂ္ဂိုလ်မှာအရသာကသိပေါ်တာအဲ့ဒီပီတိတွေဖြစ်ပြီးတော့ပတ္တတိတွေကိုယ်ရေးစိတ်တွေငြိမ့်လို့ဟိုတော်တယ်ဘာလို့တရားနေရဘယ်လိုစားရဘယ်လိုနေရာမှာအိရကိုတရားတကူပဲနှစ်ကကြည်လို့တရားပဲဘယ်နဲ့ကဘာပေါင်းများစွာကမတွေ့ကြရတဲ့တရားအခုတွေ့ရပါလို့ကိုတို့လောကီအာယုန်တွေပါလို့ကိုတို့ဒါကြတဲ့ကဘာများစွာကမျက်စိလဲပြီးတော့အဝိဇ္ဇာတဏှာနေချေတိုင်းခံခဲ့ရတာဒီတခါကမှအဝိဇ္ဇာရဲ့ငါ့ကိုတကယ်မှိုက်တိုက်နေကြောင်းခုမှသင်ကြားလာတဏှာကငါ့ကိုတကယ်အကောင်းလို့နဲ့ငါ့ကိုဖြည့်ဖြော်ပြီးတော့မကောင်းသိဆက်တာခုမှသိဘာလို့တော့လဲငါဒီတရားတွေနဲ့တကယ်မဲ့ဖို့နိဗ္ဗာန်မျက်မှောက်ပြုရတော့မှာပဲလို့ဝန်နာအားရဖြစ်ပြီးတော့ပတ္တတိဖြစ်လို့အမနုတိကာမဂုဏ်ထူတတ်သည့်လူနတ်မူလျော်အပျော်မျိုးနဲ့မတူသောပတိဘာဝနာဖြစ်ချက်မပြည့်ရအောင်နှစ်သက်မူလျော်ထူးကဲ့သောအပျော်မျိုးသည်တဲ့လူတွေပြောပါတယ်ဒါပေမဲ့အဲ့ဒီအပျော်မျိုးလို့မဟုတ်ဘူးအမျိုးကြီးပဲတဲ့နတ်တွေပြောပါတယ်သူတို့သိစိမ့်နေသူတို့ဒါပေမဲ့အဲ့ဒီနတ်တွေပြောတာမျိုးကိုမဟုတ်ဘူးပြောလိုက်တာဘယ်နဲ့ပြောမှမသိအမနုတိကာမဂုဏ်ထူတတ်သည့်လူနတ်မူလျော်အပျော်မျိုးနဲ့မတူသောတတိဘာဝနာဖြစ်တယ်မပြည့်ရအောင်နှစ်သက်မွေလျော်ထူကဲသောအပျော်မျိုးသည်တဲ့အဲ့ဒီပိဋိပတ်တ္တိဖြစ်လာတဲ့အခါမှာဘသူကမှမတိုက်တွန်းကြဘသူကမှဆွဲခေါ်လို့လည်းပဲကိုတကယ်မပြန်နိုင်ဘူးတဲ့ဒီတရားတွေကမတွေ့ချင်ဘူးနောက်ဆုံးသမင်းစားချိန်မှာသမင်းစားရအောင်ခေါ်တာတော့ဒီခန္ဓာကိုယ်လေးမျှတာအောင်ငါဆွဲစားရမှာတရားတကယ်ပြက်ပါပြီးတော့နော်လို့စိတ်ထဲကမစားချင်ကမ္မထာကြောင့်ဟိုနန်းထွက်ပြီးတော့သမင်းလေးစားလိုက်ရမှာတောင်းမှအချိန်ကုန်နေတယ်ဘာဖြစ်လို့ပျော်လွန်းလို့ကိုတရားနဲ့ကိုနဲ့ပတ္တတိသံဃောစဉ်ကိုခောဥပါဒကဘဂဝတာသမ္မာတေခတောဘာဝီတောဘဟုတိကတောအဘိညာယသံဃောဒါယနိဗ္ဗာနာယသံဃောတတိဥပါဒကဤကဲ့သို့သောတရားတို့ကိုဟောတော်မူတဲ့မြတ်စွာဘုရားဤကဲ့သို့သောတရားတွေအများအပြားဤကဲ့သို့သောတရားတွေကိုကျင့်ကြံကြိုးကိုအားထုတ်၍အရိယာဖြစ်ပြီးတဲ့အရိယာသံဃာများကိုယုံကြည်မြန်တို့အာကိုစည်းကလေးရှိသောဒါယကံဘဂဝတာမြတ်စွာဘုရားသည်သမ္မာအကျွေးဉာဏ်တော်ဖြင့်ပိုင်းဖြတ်၍အကောင်းမြတ်ဆုံးဖြစ်ရလျောင်းသက်ခါတော်ဘုန်းကြီးတို့အတွက်ဒါယကတို့အတွက်ဟောပြတော်မူခဲ့သောပတ္တတိသံဃောစဉ်ကိုမိမိကိုယ်စိတ်နှစ်ပါး၏ငြိအေးခြင်းဆိုတဲ့သံဃောစဉ်တရားသည်ဘာဝီတော်မိမိတဏ္ဍာ၌ဖြစ်စေအပ်သည်ရှိသောဘဟုလီကတော့အကျင့်ဖန်များစွာအလေလားပြုအပ်သည်ရှိသောအဘိညာယဒုက္ခသစ္စာဟုသမျှကိုအနိစ္စဒုက္ခအနတ္တဟုထူးသောဉာဏ်ဖြင့်သိတတ်တဲ့ဝိပဿနာအကျိုးငါသံဃောဒါယသစ္စာလေးပါးတရားကိုမမှားဧကံအမှန်မိုင်နှင့်ထိုးထွင်း၍သိတတ်တဲ့မဉ္ဇဉ်အကျိုးငါနိဗ္ဗာနာယဒုက္ခခသိအေးရင်ရမှန်အေးနိဗ္ဗာန်အကျိုးငါသံဃောတတိစင်စစ်ဧကံအမှန်ပင်ဖြစ်နိုင်ပါပေတည်းအဲ့ဒါလို့တကယ်ကိုယ်စိတ်တည်လေငြိမ်းအေးလို့ပတ္တတိဖြစ်တော့စိတ်ဘယ်မှမသွားဘူးဒီတရားပေါ်ဆိုင်သမာဓိသံဃောစဉ်ဖြစ်လို့ဆိုင်လို့သောတော့ငါစိတ်ကလေးကနည်းနည်းလွင့်သွားတဲ့ဥစ္စာကဒီလိုပီတိနှစ်သက်မှုတလောက်မရသေးလို့တရားပေါ်သောကတခါစိတ်ကလေးလွင့်သွားလို့လိုက်ရတဲ့ဥစ္စာကဒါလောက်ကိုယ်စိတ်ငြိမ်းချမ်းမှုမရသေးလို့လက်တွေမဟုတ်သေးလို့ယခုတော့တတိနဲ့ဆိုင်လို့ဓမ္မဝိသယဆိုတဲ့ဉာဏ်ပညာနဲ့စစ်ဆဲလို့ဝိရိယနဲ့နင်လားငါလားကျူးစားလိုက်တဲ့ဥစ္စာတကယ်နှစ်သက်စရာကောင်းလားတရားတွေကိုထင်လို့အားရကိုယ်စိတ်တွေများငြိမ်းချမ်းလို့ပတ္တတိဖြစ်တဲ့ကောက်ကြောက်စိတ်ရလေးတီးလို့အာယုံပေါ်မှာတီးလို့
ဟိုလွင့်ဒီလွင့်မလွင့်ပျော်ပျော်ကလေးတည်နေတယ်တဲ့အားရစရာကောင်းတဲ့ကိုယ်စိတ်သူများစိတ်မဟုတ်ဘူးကိုယ်စိတ်အာယုံပေါ်မှာတည်ပြီးတော့ကောင်းနေတယ်သမာဓိတံဘုဇင်ကိုကောဥပါဒကဘဂဝတာသမ္မာတေခါတောဘာဝီတောဘုဒ္ဓိကတောအဘိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တိဥပါဒကဤတရားမျိုးနှင့်တကွဤဖယားဤသံဃာတို့ကိုယုံကြည်မြန်တို့အာကိုလေကြည်သောတာယကဘဂဝတာမြတ်စွာဘုရားဤသမ္မာအကျွေးဉာဏ်တော်ဖြင့်ပိုင်းပြ၍အကောင်းမြတ်ဆုံးဖြစ်ရလေအောင်အခါတော့သန္တရာဝတ္တုက၌နိမွန်မျောပါ၍နေကြတဲ့ဘုန်းကြီးတို့တရားကြီးတို့ဒါယကတို့အတွက်ဟောပြတော်မူအပ်ခဲ့သောသမာဓိတံဖို့စဉ်ကိုမိမိအားထုတ်နေကြယုံနံတရားဘောကိုစစ်စစ်တတ်တဲ့ဝိပဿနာဉာဏ်နှင့်တကွခယံအာယုံပေါ်၌စိုက်၍တည်နေတတ်တဲ့သမာဓိတံဖို့စဉ်တရားသည်ပါဝီတော်မိမိသဏ္ဍာန်၌ဖြစ်စေအပ်သည်ရှိသောဘဟုလီကတော့အကျင့်ပံများစွာအလေးလာပြုအပ်သည်ရှိသောအဘိညာယဒုက္ခသစ္စာဟုသမျှကိုအနိစ္စဒုက္ခအနတ္တဟုအထူးရှုမြင်တတ်တဲ့ဝိပဿနာဉာဏ်ကျိုးငါသံဘောဓာယဝိပဿနာမှတစ်ဆင့်တက်၍သစ္စာလေးပါးတရားကိုပိုင်နင်းထိုးတွင်သိတတ်တဲ့မဲ့ဉာဏ်ကျိုးငါနိဗ္ဗာန်ယဒုက္ခခါသိအငြိယမံအေနိဗ္ဗာန်ကျိုးငါသံဝတ္တိစင်စစ်ဧကအမှန်ပင်ဖြစ်နိုင်ပါပေတည်းအဲ့ဒါလို့သမာဓိနဲ့စိတ်ဆိုင်ပြီးတော့နေတော့နောက်ဥပေက္ခသံဖို့စဉ်ဆိုတဲ့တရားကကြောက်ရပြပါရဘာမှမရှိဘူးတတိကစိုက်ပြီးတော့နေအောင်လဲသူကကြောက်ညာမရှိဘူးတတိကစိုက်နေပြီအာယုံပေါ်မှာဓမ္မဝိသယကစစ်စစ်ပြီးတော့ခွေးဖို့ရန်လဲသူ့ကြောက်ညာမရှိဘူးသူကလက်လီရှိလို့ဟိုကစစ်စစ်ပေးနေပြီဝိရိယကကျိုးစားပြီးတော့ပေးဖို့ရန်လဲပဲကြောက်ကြစိုက်ဖို့မလိုဘူးဝိရိယကဟိုကျိုးစားနေပြီအမတန်သိချရတယ်အလုတ်ကိစ္စတစ်ခုမှာအမတန်သိချရတယ်ပါကိုမိဘလမ်းပြလှုပ်ထားလို့သားကအမတန်ကြကြနာနာလှုပ်နေတော့မိဘကဘာမှကြောက်ကြမရှိတော့ဘူးသိချရပါဘူးဒီပါပြီလို့ပဲအဲ့ဒါလို့လက်လျူရှုတာလို့အဲ့ဒါလို့အသင်အားဖြင့်ရှုတာလို့ပြစ်ထားတဲ့လက်လျူမျိုးမဟုတ်သိချရလို့သိချရလို့အဲ့ယခုလည်းပဲတတိစသည်တရားတွေသူ့အလုံးနဲ့သူနဲ့လုံနေကြလိုက်တာအားရပါရသိချရလို့ဥပေက္ခသံဖို့စဉ်ကလက်လျူရှုလို့သင်တော်အောင်ရှုလို့ကြောင်းကြပြပါရလည်းမများဘူးသွန့်ဆုတ်ပြီးတော့လည်းမနေဘူးခြေကလေးတိုးတက်အောင်လည်းပြပါရမရှိဘူးဥပေက္ခကအသင်အပြင်ရှုလို့အဲ့ဒါလို့အသင်ရှုတဲ့အချိန်ကြတော့ကောင်းပြီအမှန်တန်ကောင်းနေပြီဥပေက္ခသံဖို့စဉ်ကိုခောဥပဒကဘဂဝတာသမ္မာတေခါတောဘာဝီတောဘဟုလီကတောအဘိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တိဥပဒကဤကဲ့သို့သောတရားမျိုးကိုကဘာသင်္ချေလွန်လေးပါညာတော်လီဟောပြမဲ့ပုဂ္ဂိုလ်ကိုမတွေ့ရသဖြင့်တခါတရံမှထူးထူးခြားခြားတွေ့ရတဲ့မြတ်စွာဘုရားထိုမြတ်စွာဘုရားဤကဲ့သို့များရစွာသောတရားတော်များထိုတရားတော်များအတိုင်းကျင့်ကြံကြိုးကိုအားထုတ်၍အရိယာဖြစ်ပြီးသောသံဃာတော်များကိုယုံကြည်လေးမြတ်သိကံမြတ်တို့အားကိုလေရှိသောဩဒါယကဘဂဝတာမြတ်စွာဘုရားသည်သမ္မာရွှေဉာဏ်တော်ဖြင့်ပိုင်းပြ၍အကောင်းမြတ်ဆုံးဖြစ်ရလေအောင်အခါတော်ဘုန်းကြီးတို့ဒုက္ခများစွာသံဃာတဲ့၌ကျင်းလီခြင်းမှထုတ်တဲ့ကဲတင်ဖို့ရန်ဟောပြတော်မူအပ်သောအခါတော်ဒါယကတို့သံဃာဝတ္တုကမှလွန်မြောက်ဖို့ရန်ဟောပြတော်မူအပ်သောဥပေက္ခသံဘုဇင်ကိုအပြည့်အပြည့်တရားတွေအထုတ်နေပြီဖြစ်၍ကြောင့်ညာပြားပါတာမများတဲ့ဥပေက္ခသံဘုဇင်တရားသည်ဘာဝီတော်ဘုန်းကြီးတို့သံတန်ဒါယကတို့သံတန်၌ဖြစ်စေအပ်သည်ရှိသောဘဟုလီကတော်အချင်းပန်းများစွာလေးလာပြုအပ်သည်ရှိသောအဘိညာယဒုက္ခသစ္စာတရားဟုသမျှကိုအနိစ္စဒုက္ခအနတ္တဟုထူးထူးခြားခြားသိမြင်တတ်တဲ့ဝိပဿနာဉာဏ်အကျိုးငါပံဘောဓာယဝိပဿနာဉာဏ်မှာတစ်ဆင့်တက်၍လေးလေးနက်နက်သိမြင်တတ်တဲ့မဲ့ဉာဏ်အကျိုးငါနိဗ္ဗာန်ယမဲမှာတစ်ဆင့်တက်၍ထူးထူးခြားခြားအင်းမြချမ်းသာတဲ့နိဗ္ဗာန်အကျိုးငါသံဝတ္တိစင်စစ်ဧကအမှန်ပင်ဖြစ်နိုင်ပါပေသတည်းဒီမေခောဥပဒကတတ္တဘုဇင်က
ပကဝတာသမ္မတေကာတာဘာဝိအမဝနန္ဒီဥပါဒကယရဏ300အစစ်အမှန်ကိုနားလီပြီးဖြစ်၍မပြတ်မလားစိကံမြန်တို့အာကိုလေရှိသောတရားကပကဝတာမြတ်စွာဘုရားသည်သမ္မာအကျွဉ္ဉံတော်ဖြင့်ပိုင်ဖြတ်၍အကောင်းမြတ်ဆုံးဖြစ်ရလေအောင်ဧကတော်ဘုန်းကြီးတို့တရားကားတို့အတွေ့ဟောပြတော်မူဧကတာဘုန်းကြီးတို့တရားကားတို့အတွေ့ဟောပြတော်မူအပ်ခဲ့ကုန်သောဤမေတ္တဘုဇင်ကဤဘုဇင်9ပါးမြတ်တရားတို့သည်ဘာဝိတာဘုန်းကြီးတို့တန်တန်တရားကားတို့တန်တန်၌ဖြစ်စေအကုန်၏ရှိသောဘဟုလိကတာအကျဉ်းပန်းများစွာလေလာပြုအပ်ကုန်၏ရှိသောအပိညာယံဒုက္ခသစ္စာဟုသမျှကိုအနိစ္စဒုက္ခအနတ္တဟုအထူးသိမြင်တတ်သောဝိပဿနာဉာဏ်ကျုံးငါသံဃောတရားဝိပဿနာဉာဏ်မှတဆင့်တည်း၍လေးလေးနက်နက်သိမြင်တတ်သောမဉာဏ်ကျုံးငါနိဗ္ဗာန်ယမဲမှတဆင့်တည်း၍အနုပါရိသေတာနိဗ္ဗာန်ခေါ်တဲ့အေးမြချမ်းသာသောနိဗ္ဗာန်ကျုံးငါသံဃောတန်ဒီစင်စေကအမှန်ပင်ဖြစ်နိုင်ပါပေကုန်တည်းဒီဟောပြခဲ့တဲ့အတိတ်ပဲအစီအစဉ်အရာဘုဇင်တရားဆိုတာနာပြီးတော့ပြီးသွားတဲ့တရားမျိုးမဟုတ်ဘူးဘုဇင်တရားဆိုတာတကယ်ကျင့်ဖို့လမ်းစဉ်ပြတဲ့တရားဖြစ်တယ်ဒါကြောင့်ဘုဇင်တရားမှာလာတဲ့အစီအစဉ်အတိုင်းငါဒီစိတ်ကျင့်တဲ့နေရာမှာတကယ်အစစ်အမှန်ဝိပဿနာတရားတွေကိုကြိုးစားရလို့ဒီဘုဇင်အစီအစဉ်တိုင်းမှာကြိုးစားလိုက်ရလို့ရှိရင်အနမတေကသံဃာဘဝများစွာတုန်းကမသိတတ်တဲ့အဝိဇ္ဇာတွေဤကံပုတ်ကြကွာကြပြီးတော့ဝိဇ္ဇာဆိုတဲ့အလင်းပေါ်လာလိမ့်မယ်အဝိဇ္ဇာဖူးလွန်ထားသည့်အတွက်ကြောင့်ယုံယုံမှားမှားနဲ့တွေ့တာပြီးတော့နေတဲ့ယုံနာတရားတွေအပေါ်မှာတွေ့တာတတ်တဲ့တဏှာနဲ့အလိုလိုပွားပြီးတော့ကြလိမ့်မယ်ဒါကြောင့်ငါဒီယခုလိုခေကောင်းအခါကောင်းအလုံးတတ္တဝါတွေအမြတ်တတ္တဝါတွေခေမကောင်းမှုအခါမကောင်းမှုဆိုစေကမူဒီတရားမျိုးကိုကဘာများစွာကုန်ခဲ့ပါတော်လီမကြားမနာရသောကြောင့်ငါအတွက်တော့အင်မတန်ခေကောင်းအင်မတန်အခါကောင်းနေတဲ့အခါမျိုးမှာဒီတရားမျိုးကိုငါမကြိုးစားပဲလက်လွတ်လိုက်လို့ရှိလျင်ငါအတွက်သာလျင်ဝမ်းနည်းစရာဖြစ်တော့မပေါ့ငါအတွက်သာလျင်အကျိုးရုပ်တော့မပေါ့ဘူးကိုအပြန်လာစစ်စေးပြီးတကလားဒီတရားမျိုးကိုယ်တဏ္ဍာမှာဘာဝိဒပထမဆုံးဖြစ်အောင်ဘုလိကတတခါဖြစ်ပြီးတဲ့နောက်အကျဉ်းပန်းများစွာအလေးလာရအောင်မက်မပေါက်မချင်းနိဗ္ဗာန်မမြင်မချင်းအကျဉ်းပန်းများစွာအလေးလာရအောင်ပိဋိပတ်တ္တိတန်ဖိုးစဉ်ဖြစ်ပြီးဖြစ်အောင်ဖြစ်တဲ့ဝမ်းမြောက်ပြီးတော့ကိုတရားကိုမခွာကျင်အောင်အဲ့ဒါလိုအတိငါကြိုးစားဖို့ရတာဝန်ရှိတယ်လို့ကိုနှလုံးသွင်းပြီးတကလားကိုစီကိုငါစိတ်အားထက်သန်သွားနဲ့ကြိုးစားနိုင်ကြစေကုန်တည်း